လူဖီနဲ့ Joy Boy Gear 6ကတကယ်ပဲလာတော့မလားကဲပေါ်တာတို့ရေအခုချိန်မှာလူဖီကမူလ Joy Boy နဲ့ရှင်ရဘာမှမဟုတ်သေးဘူးဆိုတာခင်ဗျားတို့တတိထားမိမှာပါဒါကိုကြည့်တဲ့အဖြစ် Gear 6ထွက်လာဖို့ probability ကတော်တော်လေးမြင့်တက်လာပါပြီစဉ်းစားကြည့်ပါဦး Joy Boy ရဲ့ Haki ကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုရင်နှစ်ပေါင်း800ကြာသွားလာတောင်အဲ့ဒီ Haki ကကိုရိုဆေတွေကို Mary JYC plan လင့်ထွက်သွားအောင်လုပ်နိုင်ခဲ့တယ်လို့ emo ကိုတိုင်တောင်တုံလုတ်သွားစေခဲ့တာပါတင်းစီထားတဲ့ Haki ကတော့ဒီလောက်အစွမ်းထက်နေရင်သူအသက်ရှင်စဉ်တုန်းကဆိုရင်ဘလောက်တောင်တန်မာမလဲဆိုတာမန်းစားကြည့်ရုံနဲ့တင်ရင်သက်ရှုမောစရာပါပဲဒါကြောင့်လည်းအဲ့ဒီလူတယောက်တည်းကိုတတ်ဖို့အတွက်နိုင်ငံပေါင်း20စုပေါင်းခဲ့ရတာပေါ့လူဖီဟာအခုဆိုရေတပ်ပို့ချုပ်တွေထက်တန်မာနေတယ်လို့အတန်မာဆုံးရောင်းကော့ဖြစ်နေနိုင်ပေမဲ့ Joy ကိုနဲ့ရှင်လိုက်ရင်တော့သူဟာကစားစရာလေးလိုပါတယ်ကျွန်တော်အမြင်ကတော့လူဖီဟာသူ့ရဲ့ final form ကို unlock လုပ်လာမှတည်ချပါတယ်အဲ့ဒါက Gear 5ရဲ့ variant တစ်ခုခုလည်းထင်နိုင်တယ်လို့အရင်တုန်းက Gear 4မှာပုံစံမျိုးစုံတွေ့ခဲ့ရတယ်လို့မျိုး Gear 5မှာလည်းအလားတူ scenario မျိုးဖြစ်လာနိုင်ပါတယ်လူဖီအနေနဲ့ကိုရိုဆေတွေနဲ့နောက်တစ်ချိန်ပြန်ချတဲ့အခါကျမှပဲဒီစွမ်းအားတစ်ကိုရရှိလာမှဖြစ်ပြီးအဲ့ဒီအခါကျမှသာကိုရိုဆေအားလုံးကိုအပြတ်ရှင်းနိုင်မှာဖြစ်ပါတယ်ဗျာ